ကျွန်ုပ်တို့သည်ဆုံးသောအခါကျွန်ုပ်တို့နှင့်တူဘာမှမယူသွားပါဘွယ်လည်းမဟုတ်ပါပိုင်ဆိုင်မှုလည်းမဟုတ်ပါရွှေလည်းမဟုတ်ပါကျွန်ုပ်တို့ဝတ်ထားရန်စီစဉ်ထားသောအမာရွတ်များပင်မဟုတ်ပါကျွန်ုပ်တို့သည်လက်ပလာလာဖြင့်ထွက်ခွာသွားကြသည်ကျွန်ုပ်တို့၏အိမ်ကများဖြင့်လုံးဝပါလားကျွန်ုပ်တို့၏ဓာတ်ပုံများကိုအန်ဆွဲတစ်ခုခုတွင်သိမ်းဆည်းထားသည်ကျွန်ုပ်တို့၏အပြုံးကြောင့်မြည်သူများမျှဝေ၍မရပါမွေစက္ကန့်သူတို့သည်အိမ်ကိုရရှိသည်နောက်တူသည်သူမဝတ်ဆင်ဖူးသောလက်စွပ်ကိုရရှိသည်သစ္စာရှိဆုံးမွေစက္ကန့်သူစာရင်ကိုဂယုစာရခြင်းသည်ခေါင်းကိုက်ခြင်းကိုခံစားရသည်ခံမထဲတွင်အသံများထွက်ပေါ်လာသည်ခုံပွေထားသောစိတ်ဝင်စားမှုများကိုထုတ်ဖော်ပြောဆိုခြင်းကျွန်ုပ်တို့၏အိမ်ချမ်းမြေမှာကွန်တော်နဲ့တို့ယူဆောင်သွားနိုင်သေးရာလုံးကြောင့်ကျွန်ုပ်တို့သည်ဆုံးသောအခါကျွန်ုပ်တို့၏လက်ပလာလာဖြင့်ထွက်ခွာသွားကြသည်ကျွန်ုပ်တို့၏မတ်ပုံတင်ကိုပင်မယူသွားပါကျွန်တော်တို့တော်ရိထားခဲ့တယ်ကျွန်တော်တို့ကားရိထားခဲ့တယ်ကျွန်တော်တို့ရဲ့တိုင်းတွေကိုထားခဲ့တယ်ကျွန်တော်တို့လည်းဝရတနာတွေထားခဲ့တယ်ထွက်ခွာအိုးချိန်ဟာလွယ်ကူတယ်ဒိုက်ခိုင်ဖို့ချိန်ဟာခက်ခဲတယ်အမွေစက္ကန့်တွေမှာစအိမ်တွေတိုက်ပွဲဝင်ကြလိမ့်မယ်အိမ်တော်တွေအိမ်တော်သုံးစက္ကူတွေတောင်းဒါပေမဲ့ကျွန်တော်တို့လက်ချီမဲ့ထွက်ပေါ်ကြတယ်ကျွန်တော်တို့ရဲ့ပတ်ကုန်တင်ကတွေကိုတောင်းမယူခဲ့ကြဘူးကျွန်တော်တို့ရဲ့မပုံတင်ကတွေကဆွဲတစ်ခုခုထဲမှာပဲတန်ခဲ့တယ်ကျွန်တော်တို့ကလွယ်လို့ပေါ်မွေစက္ကန့်တယောက်ကစားပွဲကိုရသွားတယ်နောက်တယောက်ကပြောတယ်ကျွန်တော်ကကိုသိမ်းထားမယ်ကျွန်တော်ဖေးကိုမသိမ်း
ထွက်သွားဖို့ချိန်ဟာလွယ်ကူပါ